နိုင်ငံရဲ့ Long March 7A တုံးပြန်ဟာလွတ်တင်ပြီး85စက္ကန့်ခန့်အကြာမှာပဲပြဿနာဖြစ်ပြီးကောင်းကင်ပေါ်မှာပေါက်ကွဲသွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ Long March 7A တုံးပြန်ဟာ2026ခုနှစ်ဩဂတ်လ10ရက်နေ့မှာတရုတ်နိုင်ငံတောင်ပိုင်းကဝန်ချန်အာကာသလွတ်တင်ရေးစခန်းကနေလွတ်တင်ပြီးဒီလွတ်တင်မှုဟာကြာရှုံးခဲ့ပါလေ။ဒုံးပြန်ဟာ China Set4 ပြီးဆက်သွယ်ရေးဂျိုရုကိုကမ္ဘာပတ်လမ်းကြောင်းနဲ့ပို့ဆောင်ဖို့တည်ဆောင်လာတာပါ။လွတ်တင်ပြီး85စက္ကန့်ခန့်အကြာမှာဒုံးပြန်ရဲ့ပြန်တမ်းမှုမှာပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပြီးတော့ကောင်းကင်ပေါ်မှာပျက်စီးသွားခဲ့ပါတယ်။အဲဒီနောက်ဒုံးပြန်နဲ့အတူတည်ဆောင်လာတဲ့ China Set4 ပြီးဂျိုရုလည်းပျောက်ဆုံးသွားတာကြောင့်မစ်ရှင်ဟာမအောင်မြင်ခဲ့ပါဘူး။တရုတ်ဘက်ကတော့ဒုံးပြန်ဘာကြောင့်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းရင်းအတိအကျကိုမပြောသေးပဲစုံစမ်းစစ်ဆေးနေပါတယ်။ Long March 7A ဟာ2020ခုနှစ်ပထမဆုံးလွတ်တင်မှုမှာမအောင်မြင်ခဲ့ပြီးတဲ့နောက်လွတ်တင်မှု12ကြိမ်ကျော်အောင်မြင်ခဲ့တာကြောင့်ဒီဖြစ်ရပ်ဟာ2020နောက်ပိုင်းပထမဆုံးမအောင်မြင်တဲ့ Long March 7A လွတ်တင်မှုဖြစ်ပါတယ်။ China Set4B ဟာဆက်သွယ်ရေးဝန်ဆောင်မှုတွေအတွက်အသုံးပြုဖို့ရည်ရွယ်ထားတဲ့ဂျိုရုဖြစ်ပါတယ်။အခုဖြစ်ရပ်မှာဘာကြောင့်ပြဿနာဖြစ်ခဲ့တာလဲဆိုတာသိရှိနိုင်ဖို့တရုတ်အာဏာပိုင်တွေကဒုံးပြန်ရဲ့ပြန်တမ်းမှုအချက်အလက်တွေနဲ့ဖြစ်စဉ်ကိုဆက်လက်စစ်ဆေးနေပါတယ်။